မန္တလေးမြို့ကြောက်ဝိုင်းမှာကြောက်ကုံတဲ့တူးစီကနေကြက်သိန်း900ဘိုးလောက်လူရက်သွားတဲ့ပောက်ကိုတော်ရဲ့တပည့်အရင်ဖြစ်သူဖိုးသားလေးအဖွဲ့ကိုဖမ်းဆီးရမိခဲ့တဲ့တဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုမဟုတ်မမှန်လှုပ်ချံ6ချခဲ့တဲ့မောင်ဝိတ်ဟာအကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နဲ့ပူးပေါင်းပြီးအမရပူရာမြို့ပြစီမံကိန်းအတွက်ပြည်သူပိုင်မြေက900နီးပါးကိုအင်အားသုံးအဓမ္မသိမ်းယူနေတဲ့အခြေအနေကချင်ပြည်နယ်ကိုရေကြောင်းကနေအင်အားဖြည့်တင်းဖို့စံတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်သင်္ဘောတွေကိုတော်လှန်ရေးပူးပေါင်းတပ်တွေကဒရုန်းတွေနဲ့ပြင်းပြင်းထန်ထန်ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့တဲ့စကိုင်းမျိုးကစကိုင်းတရားစစ်စေးဂိတ်မှာထိုင်းနိုင်ငံကနေပြန်လာတဲ့လူငယ်18ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးသွားတဲ့အခြေအနေအမေရိကန်ပြည်ထောင်စုကအီရန်နိုင်ငံပေါ်အကြီးစားစီးပွားရေးစစ်ပွဲဆင်နွှဲလာခဲ့ရင်ပင်လယ်ကွေ့ဒေသကနေရေနံတစ်စက်တောင်တင်ပို့ခွင့်ရမှာမဟုတ်ဘူးလို့အီရန်ဘက်ကပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်တဲ့နိုင်ငံတကာသတင်းပြည်သက်သမ္မတမက်ခရွန်နဲ့ဆော်ဒီအိမ်ရှေ့မင်းသားတို့ပါရီမြို့မှာတွေ့ဆုံပြီးအီရန်ရေးနဲ့နှစ်နိုင်ငံကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်တွေကိုဆွေးနွေးသွားမယ့်အခြေအနေကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလာမယ့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ်ရွေးချယ်ရေးအတွက်အလွတ်သဘောမဲပေးမှုတွေစတင်ပြုလုပ်နေတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ပြည်တွင်းသတင်းများအနေဖြင့်မန္တလေးမြို့မဟာအောင်မြေမြို့နယ်ဒေဝင်းအရှိရက်ကွက်မှာရှိတဲ့ကြောက်မြတ်ရတနာရောင်းဝယ်ရေးစခန်းဖြစ်တဲ့ကြောက်ဝိုင်းမှာကြောက်ကုံတဲ့တူးစီကနေကျပ်သိန်း900လောက်တန်ဖိုးရှိတဲ့ငွေသားနဲ့ကြောက်မြတ်ရတနာတွေကိုဓာတ်ထောက်ပြီးလူရက်သွားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံပြူစောထီအဖွဲ့ဝင်4ဦးကိုဖမ်းဆီးရမိထားပါတယ်ဒီပြစ်စင်မှာအဓိကဥဆောင်ကျူးလွန်သူဖိုးသားလေးလို့ခေါ်တဲ့ဇေမျိုးထက်ဟာအကြမ်းဖက်စစ်ကောင်စီကိုအမာခံထောက်ခံပေးနေတဲ့အမျိုးသားရေးအစွန်းရောက်တင်ကန်းဝက်ပောက်ကိုတော်ဆိုသူရဲ့တပည့်ရင်းဖြစ်နေတာကိုတွေ့ရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်ကကြောထောက်နောက်ခံပြုပေးထားပြီးလက်နက်တွေတပ်ဆင်ပေးထားတဲ့ဒီလိုပြူစောတိအဖွဲ့တွေဟာမြို့ပေါ်မှာပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုနေစဉ်နဲ့များချင်းချောက်လာနေပြီးဥပဒေမဲ့လူရဲမှုတွေကိုပြောင်းကျကျကျူးလွန်လာနေတာဖြစ်ပါတယ်ပြီးခဲ့တဲ့ဩဂုတ်လ18ရက်နေ့မနက်10:00နာရီခွဲလောက်မှာကြောက်ကုံတဲ့ကိုထက်အောင်ကိုအမျိုးသား2ဦးကစစ်ဆေးစရာရှိတယ်လို့အကြောင်းပြပြီးပခုံးဘက်ကကြောက်ဝိုင်းအပြင်ဘက်ကိုခေါ်ဆောင်သွားခဲ့တာပါအဲဒီနောက်မှာတော့ဓာတ်ထောက်ချင်းချောက်ပြီးသူပါလာတဲ့ကြောက်စိမ့်အချော့တဲ့2ပွင့်ကြောက်စိမ့်ဆွဲကြိုးတကုံးစိမ့်အမျိုးသားလဲဆွဲတကုံးစိမ့်အမျိုးသားလက်စွပ်2ကွင်းနဲ့ကြောက်စိမ့်နက်ကတ်တစုံအပါဝင်တခြားတံမိုးကြီးပစ္စည်းတွေကိုအတင်းအဓမ္မလူရဲယူဆောင်ပြီးထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးနောက်ွယ်ကနေစေခိုင်းသူ2ဦးကိုအဲ့ဒီနေ့ညပိုင်းမှာပဲစတင်ဖမ်းဆီးရမိခဲ့ပြီးလူရဲမှုကိုကိုယ်တိုင်ကျူးလွန်ခဲ့သူချစ်တီးလို့ခေါ်တဲ့ဟန်လင်းထက်အပါဝင်နောက်ထပ်2ဦးကိုတော့နောက်တနေ့ဖြစ်တဲ့ဩဂုတ်လ19ရက်နေ့မှာစကိုင်းမြို့ဘက်မှာထပ်မံဖမ်းဆီးရမိခဲ့တာပါအကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းနိုင်ငံတော်မှာတရားဥပဒေစိုးမိုးမှုလုံးဝပျက်စီးနေပြီးစစ်ကောင်စီကမွေးမြူထားတဲ့အဖွဲ့အစည်းတွေကိုယ်တိုင်ကပြည်သူတွေပေါ်အခုလိုကြီးလေးတဲ့ရာဇဝတ်မှုတွေကိုနေ့စဉ်ကျူးလွန်လာနေကြတာဖြစ်ပါတယ်ဒီလိုတရားဥပဒေမဲ့လုပ်ရက်တွေကျူးလွန်နေတာဟာတာမန်ပြူစောတိအဖွဲ့တွေနဲ့မကပါဘူးနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုမဟုတ်မမှန်လှုပ်ကြံထွက်ဆိုပြီးခြောက်ချခဲ့တဲ့စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ်ဟာလည်းအကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နဲ့ပူးပေါင်းပြီးပြည်သူတွေရဲ့မြေယာတွေကိုအင်အားသုံးအတင်းအဓမ္မသိမ်းယူမှုတွေဆက်တိုက်လှုပ်ဆောင်နေပါတယ်မန္တလေးတိုင်းအမရပူရာမြို့နယ်မှာအကောင့်ထဲပေါ်နေတဲ့အမရပူရာမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအတွက်ဆိုပြီးတောင်သူတွေပုံစံ9နဲ့တရားဝင်လက်ဝယ်ပိုင်ဆိုင်ထားတဲ့လေယာမြေဧက480ကျော်ကိုအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံအာဏာပိုင်တွေနဲ့ပူးပေါင်းကအတင်းအဓမ္မခြံခတ်သိမ်းယူနေတယ်လို့မြေသိမ်းခံတောင်သူတွေကအတည်ပြုပြောဆိုပါတယ်ဩဂုတ်လ15ရက်နေ့ကစပြီးဒီကနေ့အချိန်ထိအဲ့ဒီမြေနေရာတွေမှာစီပင်ဝန်ထမ်းတွေအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲတပ်ဖွဲ့ဝင်တွေနဲ့လူမိုက်တွေကိုအုံပြုပြီးကွန်ကရစ်တိုင်တွေစိုက်ထူတာသွပ်ပြားတွေနဲ့ခြံစည်းရိုးကာယန်တာတွေကိုနေ့စဉ်ဆက်တိုက်လှုပ်ဆောင်နေတာပါ။မောင်ဝိတ်ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ကုမ္ပဏီဟာတောင်သူတွေစီကနေမြေယာတွေကိုတရားဝင်ဝယ်ယူတာမျိုးလုံးဝမရှိဘဲအကြမ်းဖက်စစ်ကောင်စီရဲ့အာဏာကိုအလွဲသုံးစားလုပ်ပြီးအခုလိုဥပဒေမဲ့လူယူနေတာဖြစ်ပါတယ်။အမရပူရာမြို့နယ်ရွှေတချောင်းအနောက်ဘက်ခြမ်းနဲ့အရှေ့ဘက်ခြမ်းတွေမှာပါကွန်ကရစ်တိုင်တွေနဲ့ခြံစည်းရိုးတွေဆက်လက်တည်ဆောက်နေတာကြောင့်ဒေသခံတောင်သူတွေရဲ့စိုက်ပျိုးသီးနှံတွေအများအပြားပျက်စီးဆုံးရှုံးနေရပါတယ်။အမရပူရာမြို့နယ်ရင်တော်ကျေးရွာအုပ်စုကွင်းအမှတ်609အပါအဝင်ကွင်းအမှတ်604 605 606ကနေ609အထိမြေနေရာတွေဟာတောင်သူတွေတရားဝင်စိုက်ပျိုးခွင့်ရရှိထားတဲ့နေရာတွေဖြစ်ပါတယ်။မောင်ဝိတ်ဟာ2023ခုနှစ်ဇွန်လတုန်းကအကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်ဦးစီးတဲ့မာရဝီဇယာဖျားတိဆောက်ရေးအတွက်ငွေကြေးအမြောက်များပေးအပ်လှူဒန်းပြီးနောက်ပိုင်းစစ်ကောင်စီနဲ့ပုံမနီးကပ်လာခဲ့ကအခုလိုပြည်သူပိုင်မြေတွေကိုပြောင်းတင်းသိမ်းယူလာနိုင်တာဖြစ်တယ်လို့ဒေသခံတွေကထောက်ပြကြပါတယ်။မောင်ဝိတ်ရဲ့ကုမ္ပဏီကနေတောင်သူတွေကို2026ခုနှစ်ဇူလိုင်လ6ရက်နေ့နောက်ဆုံးထားပြီးရော်ကြေးငွေလာရောက်ထုတ်ယူဖို့ကြေညာထားပေမဲ့တကယ်တမ်းမှာတော့ဘသူ့ကိုမှရော်ကြေးပေးတာမျိုးမရှိသေးဘူးလို့တောင်သူတွေကဆိုပါတယ်။ပြည်သူတွေပေါ်အကြမ်းဖက်မှုတွေလူရဲမှုတွေကျူးလွန်နေတဲ့အကြမ်းဖက်စစ်ကောင်စီဟာစစ်ရေးရအဘက်ဘက်ကနေအကြီးအကျယ်ရှုံးနိမ့်လာတဲ့အတွက်အခုဆိုရင်လူငယ်တွေကိုပါအတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးမှုတွေကိုနိုင်ငံတော်မှာပုံမိုးဆိုးရွားစွာလှုပ်ဆောင်လာနေပါတယ်။
စကိုင်းတိုင်းစကိုင်းမြို့ကစကိုင်းတရားမှာရှိတဲ့ကျန်းဖက်စစ်ကောင်စီတပ်ရဲ့စစ်ဆေးဂိတ်မှာမြဝတီမြို့ကနေပြန်လာတဲ့ထိုင်းပြန်လူငယ်18ဦးကိုခီးတဲ့တင်ရင်မော်ကနေအတင်းကျပ်ဆွဲချပြီးရိုက်နှက်ဖမ်းဆီးသွားခဲ့ပါတယ်။ဩဂုတ်လ23ရက်နေ့ကအဲ့ဒီဂိတ်မှာခီးတဲ့တင်ကားတွေကိုတားဆီးစစ်ဆေးချိန်တွင်အသက်30ဝန်းကျင်အရွယ်လူငယ်18ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်းဆီးသွားခဲ့တာဖြစ်ပြီးလက်ရှိအချိန်ထိဘယ်နေရာကိုခေါ်ဆောင်သွားတယ်ဆိုတာကိုစုံစမ်းလို့မရသေးပါဘူး။ဒီလိုဖမ်းဆီးမှုတွေဟာစကိုင်းမြို့အဝင်ထွက်လမ်းစုံတွေပန်းချံတွေနဲ့တီတကူတက္ကသိုလ်မြောက်ဖက်လမ်းစုံတွေမှာပါနေ့စဉ်နဲ့အမျှဖြစ်ပွားနေပြီးအသက်20ကနေ35နှစ်အတွင်းရှိတဲ့လူငယ်20ကျော်ကိုဖမ်းဆီးခဲ့ပါတယ်။အလားတူပဲရန်ကုန်တိုင်းအတွင်းမှာလည်းအလုတ်သွားအလုတ်ပြန်အချိန်တွေမှာလူငယ်တွေကိုအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကနေရာအနှံ့လိုက်လံရှာဖွေဖမ်းဆီးနေပါတယ်။အင်းစိန်မြို့နယ်မှာဆိုရင်အရက်ဝတ်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအုပ်စုလိုက်စီးနင်းလိုက်ပါလာတဲ့အမဲရောင်အိမ်စီးကားတစ်စီးဟာလူငယ်တွေကိုလမ်းပေါ်မှာအတင်းကျပ်ဆွဲတင်ဖမ်းဆီးဖို့ကြိုးစားနေတာကိုမြင်တွေ့ရပါတယ်။ဖမ်းဆီးရမိတဲ့လူငယ်တွေကိုအင်းစိန်မြို့နယ်ထွေအုပ်ရုံးအတွင်းမှာစုစည်းထားပြီးအမှတ်28စစ်တင်တန်းတွေကိုအတင်းကျပ်ပို့ဆောင်မှုပြင်ဆင်နေတာဖြစ်ပါတယ်။စီးရဲရအထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာလစ်လက်နေတဲ့သူတို့ရဲ့တပ်သားနေရာတွေအတွက်ပြည်သူတွေကိုလူသားတိုင်းဖြစ်အသုံးပြုဖို့အခုလိုရည်ရွယ်ချက်ရှိအတင်းကျပ်ဖမ်းဆီးနေတာပဲဖြစ်ပါတယ်။ဒီလိုအင်အားတွေအတင်းကျပ်စုဆောင်းနေရတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာကချင်ပြည်နယ်ဘက်မှာလည်းစစ်ရေးရကြီးမားတဲ့ဖိအားတွေနဲ့ဆက်လက်ရင်ဆိုင်နေရပါတယ်။ကချင်ပြည်နယ်အတွင်းကိုအင်အားဖြည့်တင်းဖို့ကြိုးပမ်းလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်သည်မောအုပ်စုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကဒရုန်းတွေအသုံးပြုပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပါတယ်။ရွှေကူမြို့ဘက်ကိုဥတီဆန်တက်လာတဲ့အဲ့ဒီစစ်သည်မော6စီးကိုတော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့တွေကတိကျသေချာတဲ့သတင်းအချက်အလက်တွေရယူပြီးကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်သင်္ဘောတစ်စီးကိုဒရုန်းဘုံးသီးတက်ထိမှန်ခဲ့ပြီးမီးလောင်ပျက်စီးသွားခဲ့တယ်လို့ကျန်တဲ့သင်္ဘောတွေကိုလည်းဆက်လက်တိုက်ခိုက်နိုင်ခဲ့ပါတယ်။